မင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးလည်း TV သားဖြစ်မှာပါ3လပိုင်းတရက်နေ့တုန်းက Trump နဲ့ Zelensky တို့ကအိမ်မီတော်မှာတွေ့ခဲ့ကြပါတယ်တွေ့တာကတော့ဘီလီယံ900ကျော်တဲ့ယူကရိန်းရဲ့တယံဇာတာတွေအယောင်းဝယ်လုပ်ဖို့လက်မှတ်ထိုးကြတဲ့ပွဲပါ Zelensky ကအမေရိကန်သမ္မတ Trump ကိုလက်ရှိနိုင်ငံရဲ့အခြေအနေကိုရှင်းပြပြီးတော့လက်နက်တွေငွေတွေစပ်ပံပိုးပေးဖို့တိုင်းပြည်တယံဇာတာနဲ့လာလဲရတဲ့ပွဲပါ Trump ကရုရှားသမ္မတပူတင်ဘက်ပါနေလို့ယူကရိန်းဘက်ပြန်ပါအောင်ဆွဲရတဲ့တန်တမန်ကဏ္ဍမှာအရေးပါတဲ့ပွဲပါဖြစ်ချင်တော့လက်မှတ်ထိုးပွဲမစခင်တည်င်းနောက်တွေနဲ့အသွေးဒုတိယသမ္မတ JD Vance က Zelensky ကိုသမ္မတပူတင်နဲ့တန်တမန်ပြန်ဆက်ဆံဖို့တိုက်တွန်းရကနေအခြေအတင်ဖြစ်ပြီးတော့ Trump ပါဝင်ပါလာရတဲ့အထိပါပဲဒီလိုကနေဧည့်သည်တော်သမ္မတ Zelensky ကိုအင်ရှင်သမ္မတ Trump ကမီဒီယာရှေ့မှာကလေးတယောက်လိုရုပ်ပြက်ဆင်းပြက်ငောင်ငန်းဆွဆွဲကြရကနေလက်မှတ်ထိုးပွဲပြတ်သွားခဲ့ပါတယ်Zelensky က2014ကနေစပြီးရုရှားကဂတိမတိကြောင်းတိုးသမျှစာချုပ်တွေကိုဖောက်ဖျက်ခဲ့ပြီးတော့သူ့နိုင်ငံကတဖြည်းဖြည်းဘယ်လိုတိမ်သွားကြောင်းအခုဥရောပတိုင်းလုံးရဲ့အန်ရကိုသူကရှေ့တန်းကနေခုခံပေးနေတယ်ဆိုတဲ့ကြောင့်ရှင်းပြပေမဲ့ Trump ကနားမထောင်ခဲ့ပါဘူး Zelensky ကိုပဲအိမ်ဖြူတော်ကနေမောင်းထုတ်လိုက်ပါတယ်ဒီပွဲကတကဘာလုံးရှော့ဖြစ်သွားတဲ့ပွဲတစ်ပွဲပါအမေရိကန်လိုကမ္ဘာထိပ်တန်းတနိုင်ငံရဲ့အလွန်ရုပ်ပြတဲ့တန်တမန်အရေးသွေးကိုပြတဲ့ပွဲပါအမေရိကန်ရဲ့တန်တမန်ပွဲတွေမှာဒီလိုအဆက်ဆံအပြောဆိုမျိုးကအများရှိမှရခင်အောင်မမြင်ဘူးခဲ့ပါဘူးTrump က Zelensky ကိုယူကရိန်းသမ္မတကနေနှုတ်ထွက်သွားဖို့လိုချင်နေပါတယ်နောက်ထပ်လူတစ်တွေနဲ့ပဲစကားပြောချင်နေတာပါအမေရိကန်ကတော့ယူကရိန်းစစ်ပွဲထောက်ပို့လုပ်နေတာကနေ Trump မှာတေချာတလောက်ဖြစ်သွားပါပြီဥရောပတိုင်းလုံးကခေါင်းဆောင်တွေက Zelensky ကိုစာနာတနာပြီးတော့ထောက်ခံကြောင်းဝိုင်းရေးကြပါတယ်ဥရောပရဲ့တမိုင်းမှာနိုင်ငံတနိုင်ငံကစစ်ဘလူးစိတ်ဝင်လာရင်တိုင်းလုံးကိုတိမ့်တဲ့အလေးထားရှိတော့ယူကရိန်းကိုထောက်ပံ့ပေးကမ်းပြီးဝိုင်းဝန်းခုခံကြပါလိမ့်မယ်နောက်ပတ်ထဲမှာဥရောပနိုင်ငံတွေအရေးပေါ်အစည်းအဝေးတွေခေါ်ပြီးတော့အမေရိကန်အကူအညီမပါဘဲယူကရိန်းကိုဘယ်လိုဆက်ကာကွယ်မလဲဆိုတာတိုင်ပင်ကြပါမယ်အမေရိကန်ကဒုတိယကမ္ဘာစစ်နှောင်းပိုင်း280ကြာကမ္ဘာခေါင်းဆောင်ဖြစ်နေတဲ့တို့ပါအခုတော့ဥရောပခေါင်းဆောင်တွေကအမေရိကန်ကိုကမ္ဘာခေါင်းဆောင်တွေကဆက်ထားလို့မဖြစ်တော့ဘူးလို့မြင်လာကြပါပြီဥရောပသားတွေကတော့ဒီမိုကရေစီနဲ့လွတ်လပ်သောကမ္ဘာအစုအဝေးကိုအာဏာရှင်တွေရန်ကကာကွယ်ကြရမယ်လို့ခံယူကြပါတယ်နေတိုးအဖွဲ့ဝင်တွေကတော့စစ်ရေးမှာအမေရိကန်ကိုအားကိုးကြပါတယ်သူတို့ကပတ်စံလက်ထက်အမေရိကန်ကလက်နက်စုအမေရိကန်ရဲ့ policy အတိုင်းကျန်တဲ့လူတွေကလိုက်နာကုလသမဂ္ဂမှာအမေရိကန်ကိုထောက်ခံတဲ့ဘက်နေတိုးအဖွဲ့ဝင်တွေအကုန်လုံးကဝိုင်းဝန်းထောက်ခံပြီးတော့ဒီလိုတစုနဲ့နေခဲ့ကြတာပါအခုဂျာမနီပြင်သစ်အင်္ဂလန်အပေါင်းဝင်ဥရောပနိုင်ငံအားလုံးကယူကရိန်းကိုထောက်ပံ့ဖို့လက်နက်ပြန်ထုတ်မယ်ယူကရိန်းရှုံးသွားရင်ကိုယ့်နိုင်ငံကိုကာကွယ်ဖို့စစ်အင်အားတိုးချဲ့မယ်ဂျာမနီစစ်အင်အားတိုးတက်ရင်ဘာဖြစ်လိမ့်ရှိတယ်ဆိုတဲ့တမိုင်းကလည်းကောင်းလာတဲ့တမိုင်းတော့မဟုတ်ပါဘူးနျူကလ িয়ার လက်နက်ရှိတဲ့ပြင်သစ်နဲ့အင်္ဂလိပ်တွေကဥရောပကာကွယ်နျူကလ িয়ার ကိစ္စကိုတာဝန်ယူဖို့ယူကရိန်းဘက်ကနေပဲရပ်တည်ပါတယ်ဥရောပတိုင်းလုံးကပူတင်ကိုလက်နေကြပါပြီယူကရိန်းဘက်ကပဲရပ်တည်ကြမှာပါဒါအပြင်ဥရောပသမ္မတတွေဝန်ကြီးချုပ်နဲ့ခေါင်းဆောင်တွေကယနေ့ဒီအဖြစ်ပြမှာယူကရိန်းဘက်ကရပ်တည်ကြောင်းဝိုင်းရေးတဲ့စာတွေတင်ထားကြပါတယ်အမေရိကန်နိုင်ငံသားတွေကလည်း Trump ရဲ့အပြုတ်မှုကိုအတော်လေး short ဖြစ်ကုန်ကြပါတယ်တကယ်တော့အမေရိကန်90%က Trump ကိုတူးခါနေအောင်မုန်းကြတာပါဒီတလားလုံးကတော့ယူကရိန်းသတင်းတွေကရှေ့တန်းပြန်ရောက်လာအောင်ပါTrump ကရုရှားဘက်ကပါဖာပြီးတော့ပြောပေးနေပေမဲ့နေရင်ထိုင်ရင်ဝင်တိုက်ခံရတာနေမီတွေဖယ်ပေးနေရတာကတော့ယူကရိန်းမှာအခုဆိုရင်နိုင်ငံခြားသမ္မတတွေအိမ်ဖြူတော်တွာလာရမှာခက်လန့်လန့်ဖြစ်နေကြပါပြီ Trump ဟာတက်လာတဲ့တက်လာအသွင်ကိစ္စတွေသုံးလို့ရကနေဥရောပတိုင်းလုံးစစ်ထဲဝင်သွားအောင်သုံးပို့မိသွားပြီဆိုတာလားတော့မသိပါဘူးသူ့ရဲ့အပြောဆိုစီးကမ်းမရှိတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲအမေရိကန်ကိုကမ္ဘာစင်မြင့်ကစင်းစီခြင်းတဲ့အထက်တရုတ်ရုရှားလည်းပါပါတယ်အခုတော့သူ့မဟာမိတ်ဥရောပနိုင်ငံတွေပါလာပြီလားမသိပါဘူးဒီလိုနဲ့ Trump ကတတိယကမ္ဘာစစ်ကိုစတင်ဖို့အတွက်လမ်းစာပေးလိုက်ပြီလားဆိုတာတော့စိတ်ဝင်စားစရာပါပဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ထွက်လာမယ့်သတင်းတွေပေါ်မှာမူတည်ပြီးတော့ Trump ကဘယ်လိုဆက်လုပ်သွားမယ်ယူကရိန်းနဲ့ရုရှားအရေးကိုဥရောပကဘယ်လိုဝင်ရောက်ဆွေးနွေးသွားမယ်ဆိုတာကတော့စိတ်ဝင်စားစရာပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်